ဘင်ဘိုဟာတယောက်တည်းကူပြင်မှာကြံခဲ့ပြီးအယမ်းဝမ်းနေနေတယ်ဒီလိုနဲ့ချစ်ပီကိုလိုက်ရှာဖို့ထွက်လာခဲ့ချိန်လမ်းမှာအတားအဆီးတစ်ခုကြောင့်ဘင်ဘိုလှည့်ပြန်ခဲ့တယ်ကြောက်ကြောက်လန့်လန့်ပြေးနေခဲ့ပြီးတနေရာရောက်တော့ချစ်ပီဆိုတဲ့လေဆွဲပြားလေးတွေ့တယ်ခဏနေတော့သူတို့ကိုသတိပေးခဲ့ဘူးတဲ့လိပ်ပြကြီးနဲ့ပြန်တွေ့ပြီးလိပ်ပြကြီးကမေးတယ်ဘာတွေဖြစ်နေကြလဲပေါ့ဘင်ဘိုကလည်းအကြောင်းစုံရှင်းပြလိုက်တယ်လိပ်ပြကြီးကပြောတယ်ဒီတော့ကြီးကအရန်ကျယ်ပြီးမော်ပညာဆုံးပညာတွေနဲ့ပြည့်နှက်နေတယ်အဲမှာသူတို့ခြေရာတွေကိုတွေ့တယ်ဒါပေမဲ့ခြေရာတွေကအတုတွေလိပ်ပြကအစ်စ်ဖြစ်အောင်ဖန်တီးလိုက်ပြီးလမ်းကြောင်းမှန်ကိုခေါ်သွားတယ်သူတို့အဓိကကြော်ဖြတ်ရမယ့်နေရာရောက်ပြီးလိပ်ပြရဲ့အကူအညီနဲ့ဘင်ဘိုလဲတစ်ခါမှမမြင်ဘူးတဲ့အလင်းနဲ့တစ်ဖက်ကန်းကိုအောင်မြင်စွာခုန်ကူးနိုင်ခဲ့ပါတယ်တစ်ဖက်ကန်းကိုရောက်ချိန်မှာတော့လိပ်ပြကြီးရဲ့အစွမ်းနဲ့ခြေရာခံတော်လဲမရတော့သောကြောင့်ဘင်ဘိုအကြီးအကျယ်တော့တထွက်သွားခဲ့